မဲ့မော်နီမှာနိုးကြပြီလားရှင်အဲ့ရထားလိုက်တဲ့အချိန်မှာလေပတ်ဝန်းကျင်တစ်ခုလုံးမြူနင်းနေဆိုင်ပြီးတော့ဆောင်းရဲအငွေတက်ကိုစတင်မှာခန်းစားလာရပြီပေါ့နော်အဲ့ချိန်မှာလေကိုမျိုးလေးကိုတတိယသွားရင်ငါတို့မျိုးမှာဆိုရင်ဒီချိန်ဆိုတော်တော်အေးနေလောက်ပြီပေါ့နော်ဒီလိုအေးလာတာနဲ့အများကျမတို့လေအသားတွေခြောက်လာတယ်အသားတွေပတ်လာတော့ပဲပေါ့နော်ရှေ့တိုးလို့ရှိရင်လေအေးလာပြီဆိုဒီလိုဖြစ်လာတယ်ပေါ့နော်ဒီလိုတွေမဖြစ်အောင်ဒီရေချိုးစက်ပြာလေးကိုသုံးမယ်ပေါ့နော်သူကလေကောလာဂျင်ပါတဲ့အတွက်ကြောင့်မို့အသားခြောက်တာတွေအသားပတ်တာတွေအတွက်ကောင်းတယ်နော်သားခြောက်တာတို့အသားပတ်တာတို့ဆိုလို့ရှိရင်ကျမတို့လေလိုရှင်တစ်ခုတည်းလိမ့်တာနဲ့လုံးဝအဆင်မပြေဘူးเนาะဒါကြောင့်မို့ဒီဆက်ပြဒီ collagen ပါတဲ့ဆက်ပြလေးနဲ့တွဲသုံးပေးပါသူ့ရဲ့အားတာချက်ကဘာလဲဆိုလို့ရှိရင်တခြားရေချိုးဆက်ပြတွေနဲ့မတူဘဲနဲ့သူကသုံးလိုက်တဲ့အချိန်မှာအသားရည်ဆိုးတယ်အသားရည်ကြီးတယ်ပြီးတော့အသားရည်တင်းလေးဖြစ်စေရပေါ့နော်အဲ့တော့ရေချိုးဆက်ပြရည်တွေ1000ကျော်3000ပေးမှဝယ်တုံးနေရတယ်ဆိုလို့ရှိရင်အဲ့ဒီအစားဒါလေးကိုပြောင်းတုံးကြည့်နော်မျိုး80 gram အကိတ်ကြီးကိုမှမြန်မာငွေ9600တဲ့မြန်မာငွေ9000ဆိုတာဘာမှလုပ်လို့မရဘူးဘာမှကိုမတန်တော့အခုခေတ်ကြီးမှာလေဒီလားပတ်စံကိုချွေတာရလဲရောက်တယ်လို့ကိုကလေဒီပစ္စည်းတွေတစ်မျိုးတည်းငါဒါပဲတုံးနေဒါပဲကောင်းတယ်လို့မထင်နဲ့နော်ဒီတဲ့ကောင်းတဲ့ဟာတွေအများကြီးရှိတယ်နော်ဒါကြောင့်မို့ပြောင်းကြည့်ပါပြောင်းမှတုံးကြည့်ပါနော်ကျေးဇူးတင်ပါတယ်ရှင်